အဲ့တော့ကြာသာပတိသားသမီးများကဒီလမှာဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီ9လပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ကနည်းနည်းလေးခရူးစိုက်ဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကြာသာပတိသားသမီးတွေကကံအကောင်းဘက်ကိုရောက်ရှိနေပြီ။ဒါပေမဲ့လို့မိမိတို့အနေနဲ့အမှုမဲ့အမှတ်မဲ့တတိမထားမိပဲနဲ့ကိုယ့်ရဲ့အရေးကြီးတဲ့ကိစ္စလေးတွေလှုပ်ဆောင်လိုက်မယ်ဆိုလို့ရှိရင်တော့တလွဲတချော်တွေနဲ့ညံ့သွားတတ်ပါတယ်။ဒါလေးကိုအထူးပင်အရေးကြီးပါတယ်။ဂရုစိုက်ဖို့လိုအပ်ပါတယ်။လက်ရှိအလုပ်ကနေပြီးတော့မှတခြားအလုပ်ကိုပြောင်းလုပ်ချစ်တာမျိုးတွေလက်ရှိအလုပ်ကလာစာနေလို့တခြားအလုပ်မှာအဆက်အသွယ်ကောင်းနေရလို့ပြောင်းခြင်းတဲ့စိတ်တွေဖြစ်ပေါ်တတ်ပါတယ်။အဲ့ဒီလိုဖြစ်ပေါ်နေမယ်ဆိုရင်မပြောင်းပါသေးနဲ့အောင်လို့ကျမအနေနဲ့ပြောချင်ပါတယ်။လက်ရှိအလုပ်မှာပဲငြိမ်ငြိမ်လေးလုပ်ရမယ်အချိန်ကာလတစ်ခုဖြစ်ပါတယ်။ပြောင်းလိုက်တာနဲ့ကိုပိုညံ့သွားတတ်ပါတယ်။ပို့ပြီးတော့ဒုက္ခရောက်တတ်ပါတယ်လက်ရှိနေရာကနေမှပို့ပြီးဒုက္ခရောက်မဲ့နေရာကိုရောက်သွားတတ်ပါတယ်ဒါကြောင့်ဒီလပိုင်းမှာအလုပ်ပြောင်းတာတွေနေရာပြောင်းတာတွေမလုပ်မိဘူးလိုအပ်ပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကကြတော့ကြာသာပတိသားသမီးတွေကမမျော်လင့်မဲနဲ့ကိုမရည်ရွယ်ထားပဲနဲ့ညီတွေပိုင်ဆိုင်တတ်ပါတယ်ညီယာတွေဝင်လာတတ်ပါတယ်အမွေအနှစ်ရတတ်ပါတယ်အဲ့လိုမျိုးကံကောင်းတဲ့ခြေအနေတစ်ခုပေါ်မှာလည်းတည်ရှိနေပါတယ်ဒါကြောင့်မိတ်ဆွေများအနေနဲ့ညီယာနဲ့ပတ်သက်တာတွေအကျိုးကျေးဇူးခံစားရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ခါနာတာတွေဒူးနာတာတွေခြေထောက်နာတာတွေဖြစ်တတ်ပါတယ်ရှင်။အဲ့တော့ကိုကအလောတကြီးလမ်းလျှောက်ပြီးတော့သွားတာတွေအထူးဂရုစိုက်ရမှာခြေခောက်ပြီးတော့လဲတာတို့အစိရောင်သွားတာမျိုးတွေမမျောလိမ့်မယ်နဲ့စေးုံစေးကန်းလေးလည်းရောက်ရှိသွားတတ်ပါတယ်။အဲ့တော့ဒီကာလလေးမှာဒီ9လပိုင်းမှာဆိုလို့ရှိရင်မိမိတို့ရဲ့စီးပွားရေးတွေလူမှုရေးကိစ္စတွေကအထူးပင်တတိထားပြီးတော့လှုပ်ဆောင်ရမယ်ကာလတစ်ခုလို့ပြောလို့ရပါတယ်။လောဘအရန်တက်ပြီးတော့ရှေ့ကိုခြေတလန်းကြော်ပြီးတော့လုံးမိလိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးတွေကကောင်းမလို့နဲ့ဆုံးရှုံးသွားတတ်ပါတယ်ဒါလေးကိုလည်းအထူးဂရုစိုက်ရမှာဖြစ်ပါတယ်လက်ရှိအနေမှာကြာသာပတိသားသမီးများကလူမှုရေးကိစ္စတွေမှာအရန်ကိုဝင်ပါတတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်ဘာသာရေးကိုအထူးပြုလုပ်ပေးရမှာဖြစ်ပါတယ်နေကြီးခါကြီးရက်တွေမှာဆိုရင်တတ်လော်စားပေးတာတို့ဒိဋ္ဌံပတိစိတ်ပေးတာမျိုးတွေဂုံတော်ကိုးပါးပတိစိတ်ပေးတာမျိုးတွေလုပ်ပေးမယ်ဆိုဟုတ်ကောင်းပါတယ်အဲ့တော့ကျမအနေနဲ့အကြံပေးချင်တာကဒီ9လပိုင်းမှာဆိုရင်ကြာသာပတိသားသမီးများအချစ်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ကုန်နေတတ်ပါတယ်အချစ်ရေးမှာလည်းကိုချစ်သူကကိုပေါ်မှာတစ္ဆာဖောက်ခြင်းတွေခံရတာတွေကိုချစ်တယ်လို့ပြန်မချစ်တော့တာမျိုးတွေအိမ်တော်ကြီးမှလည်းဒီအတိုင်းပဲတွေ့မြင်ရတတ်ပါတယ်အဲ့တော့အိမ်တော်ကြီးမှလည်းအချစ်ရေးနဲ့အိမ်တော်ကြီးမှလည်းကြာသာပတိသားသမီးများစိတ်ကုန်ခန်းနေရတတ်ပါတယ်ကိုချစ်သူပေါ်မှာစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အနေအထားရှိပါတယ်ကိုဘလောက်ပဲချစ်သူကကိုပေါ်မှာပြန်ပြီးဂရုမစိုက်တာမျိုးတွေပြန်ပြီးမချစ်ခင်တာမျိုးတွေလည်းတွေ့မြင်ရတတ်ပါတယ်အဲ့တော့ဒီ9လပိုင်းကာလလေးရဆိုရင်ကြာသာပတိသားသမီးများတတိကြီးကြီးထားမယ်ကာလတစ်ခုဖြစ်ပါတယ်
ချီပဲဖြစ်ဖြစ်အိမ်တော်ကြီးပဲဖြစ်ဖြစ်လက်ရှိအခြေအနေလေးမှာပဲကောင်းမွန်အောင်ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်မိမိတို့ရဲ့နှုတ်စကားတခွန်းမှားတတ်ပါတယ်ဒီစကားတခွန်းကြောင့်မဖြစ်တင်တာတွေပြဿနာတွေပေါ်ပေါက်လာတတ်ပါတယ်စိတ်တော့ကတွေရတတ်ပါတယ်ဒါကြောင့်စကားပြောဆိုစင်ကြင်ရမှာဖြစ်ပါတယ်အဲ့တော့ကြာသာပတိသားသမီးများအနေနဲ့ကကြတော့မိမိတို့မှာကံတရားတော့ကောင်းနေပါရဲ့နဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကလေးတွေကလွဲနေတာမျိုးတွေလွဲချော်သွားတာမျိုးတွေစိတ်လောကြီးပြီးလုံမိလိုက်တာမျိုးတွေကြောင့်လက်ရှိအလုံးမှာစိတ်မဝင်စွာတလို့ဖြစ်သွားတတ်ပါတယ်စိတ်တွေလေနေတတ်တယ်အိမ်မှာမနေကြတော့လောက်ဖြစ်နေတတ်တယ်ဟိုနေရာကိုသွားခြင်းဒီနေရာကိုသွားခြင်းဘာလုပ်ရင်ကောင်းမလဲထိုင်ရမလို့ထားမလို့ပေါ့ဒီလိုစိတ်အခြေအနေပေါ်မှာလဲတည်ရှိနေပါတယ်နောက်တစ်ခုကမိမိတို့အနေနဲ့အချိုးတွေရမ်းစားတာမျိုးတွေမလုပ်ပါနဲ့ဒီကာလမှာသွားကြိုက်တာတွေသွားတစ်ချောင်းနှုတ်ပစ်လိုက်တာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့သာသာပိသားသမီးများအနေနဲ့ကကဲအခုကံတရားလွဲနေတယ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကလေးတွေလွဲနေတယ်ကိုစိတ်မပြေတော့သိသွားပြီဆိုလို့ရှိရင်တော့မနဲ့စောစောလေးမှာတမာဒီဝနှကောင်းနှမျက်တီကိုမေတ္တာပို့ပေးပါကိုဆောင်နဲ့တရားတစ်ပါးကိုလည်းမေတ္တာပို့ပေးပါရေမိုးချိုးမယ်အမွှေးနှံတာတွေစွတ်မယ်ဖြန်းပေးမယ်ဒီလကကြာသာပတိသားသမီးများနတ်ဒီဝါများဆောက်ရှောက်တဲ့ကာလတစ်ခုဖြစ်ပါတယ်ဒိဋ္ဌံပတိစိတ်ဓာတ်တတ်လော့စားတာမျိုးတွေအမွှေးနှံတာတွေသုံးဆွဲတာမျိုးတွေပြုလုပ်ပြီးပို့ပြီးတော့ရမ်းကိုအစဉ်ပြေတတ်တယ်ပါလူချစ်လူခင်နဲ့ပေါ်များတတ်ပါတယ်ဟောနတ်ဒီဝါတွေဆောက်ရှောက်တဲ့ကာလတစ်ခုဆိုရင်လည်းပြောလို့ရပါတယ်အဲ့တော့သူတစ်ပါးကသူတစ်ပါးအတွက်နဲ့ကိုကအာမခံလိုက်ပေးတာမျိုးတွေလုံးဝလုပ်လို့မရပါဘူးเนาะငွေကြေးတစ်ပတ်ဖြစ်ဖြစ်လက်မှတ်ထိုးတာပဲဖြစ်ဖြစ်ကိုကကူညီပေးလိုက်တာမျိုးပဲဖြစ်ဖြစ်အာမခံလုပ်ပေးခြင်းလုံးဝမလုပ်ပါနဲ့ဒီအချိန်ဒီကာလမှာရေလန်းခရီးကလာတဲ့ဧည့်သည်ဆိုရင်ပို့ပြီးကိုယူဆိုင်ပါကိုကောင်းမလို့နဲ့ဒုက္ခပေးသွားတတ်ပါတယ်အဲ့တော့ရေလန်းခရီးရောက်လာတဲ့ဧည့်သည်ဆိုရင်လုံးဝလက်မခံပါနဲ့လုံးဝကူညီမပေးပါနဲ့ရှင်နောက်တစ်ခုအနေနဲ့ကဒီကာလလေးမှာကိုကညာတန်ဃာတော့ပေါ့ကိုအိမ်မှာဆုံးငံကြတဲ့ဖုံပဲဖြစ်ဖြစ်သင်ငန်းလှုပ်ပေးတာမျိုးလှုပ်ပေးမယ်ဆိုရင်လက်ပိတ်နေတာတွေပွင့်သွားတတ်ပါတယ်လူချစ်လူခင်လည်းပေါ်များတတ်ပါတယ်အဲ့ဒီတော့ဘုန်းကြီးเจ้าမှာမိမိတို့အနေနဲ့ကကြတော့ဘုန်းကြီးเจ้าသွားမယ်ပြီးသွားလို့ရှိရင်เจ้าမှာခြိုက်နေတဲ့ညီကွက်ကလေးတွေညီဖို့ပေးတာမျိုးတွေပြုလုပ်ပေးပါမွေးနေမွေးရမှာတက်လော့စားတာတွေအဋိဌံပတိစိတ်တာမျိုးတွေလုပ်ပေးပါစီးနေတဲ့ချောင်းတို့မြစ်တို့မှာ926ကောင်လွတ်ပေးပါဒါတွေကတော့မိမိတို့ရဲ့တနင်္ဂနွေနေ့ညနေဆောင်တနင်္လာနေ့ညနေဆောင်မှာပြုလုပ်ပြီးရင်ပိုကောင်းပါတယ်အဲ့တော့မိမိတို့အနေနဲ့ကမိမိတို့ရဲ့မွေးနိုင်ထောင်မှာပေါ့မေမျိုးပန်းထီးဖြူလှူပေးပါမေမျိုးပန်းကိုဝေးနေအောင်ထိုးပါဒီလထဲမှာကံကောင်းခြင်းနဲ့ဆိုရင်မေမျိုးပန်းကိုဝေးနေအောင်ထိုးပါမိမိတို့အနေနဲ့လုပ်ငန်းကိစ္စအဝအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တော့စစ်သူကြီးပုံလေးကိုစောင်းထားပါအိတ်ကက်ထဲမှာအမြဲတမ်းထားပါအမွှေးလေးစွတ်ပြေးပါနောက်တစ်ခုကစစ်သူကြီးပုံကိုကန်းပေါ်သားနဲ့ထုပါတိတ်တိတ်လေးပေါ့ထုပြီးတော့ကိုယ့်ရဲ့အလုပ်စပွဲမှာတင်ထားပါအမွှေးစွတ်ပေးပါလုပ်ငန်းတွေမကြခင်တိုးတက်လာပါလိမ့်မယ်ကဲကြာသာပတိသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေလည်းပြေဝနိုင်ကြပါစေရှင်